အခုလိုပါဝါဖတာချဆင်လာခြင်းရဲ့အကျိုးဆက်တွေစိုးကျိုးတွေဒီပြဿနာတွေကနေကာကွယ်ရအောင်လို့ပါဝါဖတာကော်လိုရှင်လို့ခေါ်တဲ့စွမ်းအားကင်းပြုပြင်ရေးလုပ်ငန်းကိုလှုပ်ဆောင်ပေးရပါတယ်ဒီလုပ်ငန်းစဉ်မှာ static condenser လို့ခေါ်တဲ့ capacitor ဘန်းတွေကိုအသုံးပြုရပါတယ် capacitor ဘန်းတွေက kVA value တန်ဖိုးမျိုးမျိုးရှိတဲ့ 3 phase capacitor unit တွေကိုအသုံးပြုပြီးတော့လိုအပ်တဲ့ power factor correlation ရအောင်စီစဉ်တက်ဆင်ရတာပဲဖြစ်ပါတယ်ဒီစနစ်ကိုပို့ပြီးတော့အစင်တွေချောင်းဝေးစေဖို့အတွက် automatic power factor regulator unit ကိုထည့်သွင်းတက်ဆင်ရပါတယ်ဒီ unit ကလက်တွေအပိတ်အဖွင့်အပြောင်းလဲပေါ်မူတည်ပြီး capacitor unit တွေ capacitor band တွေကိုလေသလိုအပိတ်အဖွင့်အတိုးလျှော့လုပ်ပေးနိုင်ပါတယ်ဒီလိုလုပ်ပေးခြင်းအဖြစ်တော့ power factor correlation တစ်ခုရဖို့ဥပမာဒီစိတ်ရုံသောလုပ်တွေအတွက် 0.95 power factor တန်ဖိုးတစ်ခုရအောင်အများထိန်းထားနိုင်ပါတယ်